အားလုံးပဲမင်္ဂလာပါခင်ဗျာဒီခါတော့2024ကထွက်ရှိထားတဲ့ Betty Wickow ဆိုတဲ့ဇာတ်ကားလေးကို recap ပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဒီနေ့မှာတော့လမ်းဆိုတဲ့ကောင်လေးကဂျက်ဝိုင်းတစ်ခုမှချက်တိုက်နေခဲ့ပါတယ်အဲ့ဒီချိန်မှာပဲမိုးကျိုကလမ်းကြီးချက်ကိုပဲရွေးပြီးတော့ပြစ်ချလိုက်ပါတယ်မိုးကျိုတန်ကြောင့်လမ်းကြီးချက်ကလေးကသေဆုံးသွားခဲ့ပါတယ်လမ်းကြီးချက်ကလေးသေဆုံးသွားတော့လမ်းကလောင်းထားတဲ့ငွေကြီးကိုမပေးဘဲနဲ့ကိုလိုယုံထွက်ပြေးခဲ့ပါတယ်ဒီလိုနဲ့သူကတုတ်တန်တစ်ခုတည်းကိုပြေးဝင်ပြီးသွားခဲ့ပါတယ်နောက်ကလိုက်လာတဲ့လူတွေလက်ကလွတ်အောင်ဆိုပြီးလမ်းအတုတ်တန်တွေကတွေ့ရရှိရင်တခုတွေကိုခုံဆင်းလိုက်ပါတယ်။သူနောက်ကလိုက်လာသူများပြန်သွားတော့မှလမ်းကထိုဤအိုင်ထဲကတင်ပြန်ထွက်လာခဲ့ပါတယ်။ကန်ဆိုးရှင်တော့ထိုအချိန်မှာပဲမိုးကြိုးပစ်ကလမ်းဟာမိုးကြိုးဆက်ကွင်မိပြီးတော့လဲကျသွားပါတယ်။သူဖြန့်တာလာတော့သူမျက်စိရှိတဲ့မှာသပင်ဖားချထားတဲ့ကောင်မလေးတယောက်ကိုမြင်တွေ့ပြီးလမ်းဖြန့်ကအဆိုပါတုတ်တန်ကနေထွက်ပြေးကအိမ်ကိုပြန်ခဲ့ပါတယ်။ညရောက်လာတဲ့အခါကျတော့လမ်းဟာသူချုံထားတဲ့ချက်ဝိုင်းကြီးကိုတောင်းယူရန်လူ၃ယောက်ကသူ၏အိမ်ကိုရောက်ရှိလာကြပါတယ်။ထိုလူ၃ယောက်ကလမ်းကိုမတွေ့တော့သူ၏ဖခင်ကိုနှိပ်စက်ကလမ်းကအိမ်ထဲကနေထွက်လာပြီးသူချုံထားတဲ့အကျွေးကိုပြန်ဆက်ရန်အချိန်တစ်ပတ်တိတိတောင်းလိုက်ရန်ထိုလူ၃ယောက်ကပြန်ထွက်သွားကြပါတော့တယ်။ခဏကြာတော့လမ်းတစ်ယောက်ရေချိုးနေတော့မှပဲသူ့ကိုကူညီပါဆိုတဲ့မိန်းကလေးအတန်ကြားလိုက်ပါတယ်။တို့အတန်ကြားရမှာထွက်ကြည့်ရသပင်ဖားရချထားတဲ့မိန်းကလေးကိုတွေ့ပြီးတော့ကြောက်လန့်ကတရေဆိုပြီးអော်ပြီးတော့လမ်းကထွက်ပြေးခဲ့ပါတယ်။ဒါပေမဲ့သူဘယ်လိုပြေးပြီးတရေမရဲ့လက်ကတော့မလွတ်မြောက်ခဲ့ပါဘူး။ဒီလိုနဲ့ပဲလမ်းကသူမကိုကြည့်ကသူ့ကိုဘာလို့လာချောက်တာလဲဆိုပြီးတော့မေးလိုက်ပါတယ်။တရေမကတော့သူမကိုကူညီပါသူမကိုမြင်တွေ့နိုင်တာကလမ်းတစ်ယောက်ပဲရှိလို့ပါဆိုပြီးပြောပါတယ်။တရေမကသူ့ကိုမကူညီရင်တော့သူ့ကိုအမြဲချောက်လက်နေပါဆိုပြီးတော့ထပ်မံချိန်ချောက်ပါတယ်။နောက်တစ်နေ့မှာတော့လမ်းကသူ့အဖေကိုပို့ပြီးအပြန်ဆိုင်ငယ်ပြတ်နေခဲ့ပါတယ်။လမ်းတစ်ယောက်ဆိုင်ငယ်ပြတ်နေတဲ့အချိန်မှာပဲတရေမကသူ့စီကိုနောက်တစ်ခေါက်ထပ်ရောက်လာပါတယ်။သူ့ရဲ့ပျောက်ဆုံးနေတဲ့သမီးလေးကိုကူချပေးဖို့ရလမ်းကိုအကူအညီတောင်းပါတော့တယ်။လမ်းကတော့သူမကူညီနိုင်ဘူးပြောလိုက်ရသူသမီးကိုကူညီချပေးပါကအဆိုပါတရေမကသူ့ကိုနေတိုင်းဝင်ငွေရအောင်ကူညီပေးမိဟုပြောတော့ကလမ်းတစ်ယောက်ကတော့မယုံမကြည်နဲ့တရေမဘေးကနေပြီးတော့ထွက်လာခဲ့ပါတယ်။ဒါပေမဲ့စီမီနေတစ်ခုကတော့ရှိထားခဲ့ပါတယ်။အဲ့ဒါကတော့လမ်းကတာငွေရမယ်ဆိုရင်လမ်းဤရှစ်ခင်သူတယောက်ကတော့ဒဏ်ရာတစ်ခုရမှာပါပဲ။လမ်းကတော့မယုံမကြည်နဲ့ကလေးတွေစော်တဲ့မြပစ်လောင်ကစားစော့ကြည့်ရတရေမအကူအညီဖြင့်အနိုင်ရရှိခဲ့ပါတယ်။တစ်ဖက်မှာလည်းသူမြတစ်ချက်ပစ်လိုက်တိုင်းသူဤဖခင်ကတော့လောက်ဆက်တစ်ချက်ထိမှန်တာပါပဲ။ဒီလိုနဲ့နောက်ဆုံးတော့လမ်းကသူမနဲ့အပေးအယူလက်ခံလိုက်ပါတယ်။တရေမအကူအညီနဲ့လမ်းကတော့ကြက်ဝိုင်းကိုထပ်မံရောက်ရှိလာပါတယ်။ထိုအချိန်မှာပဲသူဖခင်ကတော့သူသားရှိရာကိုလိုက်လာခဲ့ပါတယ်။တရေမကကြက်တကောင်ကိုယူပြီးလွှင့်ပစ်လိုက်ပါတယ်။ချက်ခွတ်ကြက်တိုက်ရမှာအသုံးပြုတဲ့တန်ချွန်တစ်ခုကပြုတ်ထွက်သွားခဲ့ပါတယ်။ဒါကိုလှမ်းမြင်လိုက်တဲ့လမ်းကတော့သူ့ဖခင်စီပြေးထွက်ပြီးရှေ့ကကာလိုက်တဲ့အခါမှာတော့တန်ချွန်ကလမ်း၏လက်ကိုသာထိမှန်သွားခဲ့ပါတယ်။တရေမကကြက်ကိုကင်ပေါက်လိုက်တိုင်းလမ်း၏ဖခင်ကလည်းတစ်ခါကင်ပေါက်ခံခဲ့ရပါတယ်။တရေမကကြက်ကိုတစ်ချက်ရိုက်လိုက်တိုင်းလမ်း၏ဖခင်ကလည်းတစ်ချက်အကန်ခံရပါတယ်။ချက်ဝိုင်းကတော့နိုင်ပါတယ်ဒါပေမဲ့လမ်းရဲ့ဖခင်ကတော့ထိုအချက်အတိုင်းပဲသတိလစ်နေခဲ့ပါတယ်နောက်တစ်ရက်မှာတော့လမ်းကသူ့ဖခင်ကိုဒဏ်ရာမရစေပင်သူ့ကိုယ်သာဒဏ်ရာရစေဖို့ပြောရမဖြစ်နိုင်ကြောင်းပြောပြီးဒါဟာချက်တိုင်းမှုရဲ့ရစက်မှုကြောင့်လို့တရေမာကဖြေရှင်းခဲ့ပါတယ်သူမနဲ့ဂတိပေးထားတဲ့အတိုင်းလမ်းကသူမရဲ့ကလေးကိုကူချပေးဖို့ဆိုပြီးတော့မြို့ပြင်ကိုထွက်လာခဲ့ပါတယ်သူမရဲ့ကလေးကိုချဖို့ထွက်လာရင်လမ်းကတော့ထီသေးတွေ့ပြီးတော့အကြံတစ်ခုရကထီလက်မှတ်ကိုဝယ်လိုက်ပြီးနောက်သူ့ကိုထီပေါက်အောင်လုပ်ပေးမှသူမကလေးကိုဆက်ချပေးမယ်လို့ပြောလိုက်ပါတယ်။နောက်ဆုံးမှာတော့သူမရဲ့အကူအညီဖြင့်လမ်းကတော့ထီပေါက်ခဲ့ပါတယ်။လမ်းဟာသူထီပေါက်တော့သတိရသွားပြီးသူဤဖခင်ဒီတစ်ခါတော့ဘာဖြစ်မလဲဆိုပြီးအိမ်ကိုအပြေးပြန်လာခဲ့ပါတယ်။သူ့ဖေကိုတွေ့တော့မျက်နှာမှာထိုးကြည့်ခံတရားတွေနဲ့ပါဒီလိုနဲ့လမ်းကတော့ထီပေါက်ပေမဲ့မပြောနိုင်ခဲ့ရပါဘူးလမ်းဟာသူရရှိတဲ့ငွေနဲ့ချက်ဝိုင်းကိုနောက်တစ်ခေါက်ထပ်မံရောက်ရှိလာခဲ့ပါတယ်ဒီတစ်ခါတော့သူကပဲစတင်ပြီးဈေးစားဖွင့်ခဲ့ပါတယ်လမ်းကတော့တရေမအကူအညီနဲ့ဒီပွဲကိုနိုင်မယ်လို့ယုံကြည်ထားတာပေါ့ကန်ဆိုးကျင်တော့သူပွင့်ထားတဲ့ဈေးကိုလိုက်မဲ့သူကဇုံလွဲလင်မယား2ယောက်ဖြစ်နေပါတယ်
အဆိုပါဆောင်တွေရဲ့အမျိုးသားဖြစ်သူကတရေမကိုသမီးလေးရလို့ဆိုပြီးတော့သူမကိုပြစ်ထားခဲ့တဲ့ယောက်ျားတစ်ယောက်ပါတရေမကကြက်ဝိုင်းကိုသတိမေ့သွားပြီးသူမကိုပြစ်ထားခဲ့တဲ့ထိုအမျိုးသားကိုသာစိတ်တူပြီးရန်ရှာနေပါတယ်ဘဝချားနေတဲ့တရေမကထိုလူကိုဘာမှမလုပ်နိုင်ခဲ့ပါဘူးလမ်းဟာသူမကိုကူညီဖို့ခေါ်ခဲ့ပေမဲ့နောက်ကျသွားခဲ့ပါတယ်လမ်းလောင်းထားတဲ့ချက်ကတော့ရှုံးသွားခဲ့ပါပြီသူမကိုကူညီဖို့ပြောပြီးမဲ့လမ်းကိုမကူညီခဲ့တဲ့တရေမကိုလမ်းကထွက်သွားဖို့ပြောလိုက်ပါတယ်နောက်ဆုံးမှာတော့အကျွေးရှင်တွေကလမ်းတို့အိမ်ကိုလိုက်လာပြီးအကျွေးတောင်းကြပါတယ်လမ်းကသူ့စုထားတဲ့ငွေအရှုပ်ကိုထုတ်ပြီးတော့ပေးဆက်လိုက်ရပါတယ်အကျွေးရှင်တွေပြန်သွားပြီးတဲ့နောက်လမ်းကစိတ်ထိခိုက်နေခဲ့ပြီးမဲ့သူ့ဖခင်ကတော့အားပေးနေခဲ့ပါတယ်လမ်းရဲ့ဖခင်ကအိယာပေါ်မှာလဲလျောင်းရင်းတော့စဉ်းစားနေခဲ့ပါတယ်သူ့ရဲ့သားဒီဘက်ဆန်တွေဘလို့ရခဲ့တာလဲဆိုတာပေါ့နောက်ဆုံးတော့သူ့ရဲ့သားဖြစ်သူကဝိညာဉ်နဲ့အဆက်အသွယ်ဖြစ်တာကိုသိသွားပြီးတဲ့နောက်သူ့ရဲ့သားဖြစ်သူကိုနောက်ထပ်လောင်းကစားထပ်လုပ်ဖို့ပြောခဲ့ပါတယ်ဒါပေမဲ့သားဖြစ်သူလမ်းကတော့လက်မခံခဲ့ပါဘူးလမ်းကတရေမနဲ့ထပ်မံတွေ့ဆုံခဲ့ပါတယ်နောက်ဆုံးတော့သူ့ဖေစီကိုသွားရောက်ကကြက်ဝိုင်းကိုနောက်တစ်ခေါက်ထပ်သွားကြဖို့အဆုံးဖြတ်လိုက်ကြပါတယ်လမ်းနဲ့ပုဖေကကြက်ဝိုင်းကိုရောက်ရှိလာပြီးတော့အမြင့်အဆုံးအနေနဲ့လောင်ကြီးစထပ်လိုက်ပါတယ်။ပွဲရောက်လာကြသူတွေအားလုံးကအံ့ဩနေကြပါတယ်။လောင်ကြီးတဲ့ပြီးတဲ့နောက်ကြက်နက်ကောင်ခွတ်ကြပါတယ်။အဲ့ဒီချိန်မှာပဲလေရင်းမုန်တိုင်းတစ်ချက်တိုက်လိုက်ပါတယ်။ဒီချိန်မှာခြာတို့အုတ်ထုတ်ဆောင်ပြီးတော့မျက်နှာကွယ်ထားတဲ့လူတယောက်ကရောက်ရှိလာပါတယ်။သူ့လက်ထဲမှာတော့ပလင်းတစ်ခုကင်ထားတာကိုလမ်းကမြင်တွေ့လိုက်ပါတယ်။လေပြင်းတစ်ချက်ထပ်မံတက်ခဲ့ပြီးတဲ့အခါမှာတော့တရေမရောက်ရှိလာပြီးလမ်းပြင်ဖက်ချက်ကိုဆွဲကင်ကလွှင့်ပစ်လိုက်ပါတယ်။သူမချက်ကိုလွှင့်ပစ်ပြီးတဲ့အခါမှာတော့ခေါင်မိုးပေါ်ကသူ့တစ်ချက်ကပြုတ်ကျလာပြီးလမ်းနဲ့လမ်းဖားခင်ရှိရာကိုပြုတ်ကျလာပါတယ်။လမ်းကျိုတီးမှုကြောင့်ထို့တို့ရထိခိုက်မှုကလည်းလွတ်သွားခဲ့ပါတယ်။ဒါပေမဲ့တရေမှလွတ်လိုက်တဲ့ကြက်တက်ကောင်ရဲ့ကြက်အတက်ကတော့လမ်းဖားခင်စီကိုလင်းဆင်သွားပါတယ်။ဒါကိုမြင်တွေ့လိုက်တဲ့လမ်းကသူ့ဖခင်ရှိကနေဝင်ခံလိုက်ရကြက်တက်ကကန်ဆိုးရှင်တော့လမ်းလေပင်မှာပဲစိုက်ဝင်သွားပါတယ်လမ်းလောင်းလိုက်တဲ့ကြက်ကတော့နိုင်သွားပြီမဲ့လမ်းကတော့လေပင်မှာကြက်အတက်စိုက်ဝင်သွားနေပါတယ်လမ်းရဲ့ဖခင်ကသူ့ကိုဆေးရုံပို့ဖို့ဆိုပြီးတော့ကြိုးပိုးပြီးတော့ကြက်ဝိုင်းကနေထွက်လာခဲ့ပါတယ်ဒီချိန်မှာမိုးကလည်းတပွဲပွဲကျနေပါတယ်သူဤသားတတိမလစ်အောင်တဖွာဖွာပြောပြီးထွက်လာခဲ့ပါတယ်တနေရာရောက်မိုးကြိုးဆက်ကွင်းမိကသားဖနှစ်ယောက်ကတော့လဲကျသွားခဲ့ပါတယ်လမ်းကတော့ဒဏ်ရာကြောင့်သတိလစ်နေခဲ့ပြီးဖခင်ဖြစ်သူကတော့ပြန်ထလာနိုင်ခဲ့ပါတယ်ပျက်စီးကြောင်းလမ်းရဲ့ဖခင်ကပါတရေမကိုမြင်တွေ့ခဲ့လိုက်ရပါတယ်နောက်ဆုံးမှာတော့အဆိုပါတရေမကလမ်းဖခင်ရဲ့သူငါဖြစ်ပြီးလမ်းကိုမွေးမွေးချင်းမှာပဲသွေးထွက်လွန်ပြီးတေဆုံးသွားခဲ့ကြောင်းတရေမကိုရှင်းပြခဲ့ပါတယ်သူမဆုံးသွားပြီးတဲ့နောက်သူမရဲ့ကလေးကိုလမ်းရဲ့ဖခင်ကမွေးစားခဲ့တာဖြစ်ပြီးလမ်းဟာသူမရဲ့အသားရင်းဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။လမ်းကတော့ဒူနေရမှာပဲကြက်အတက်ထိတဲ့ဒဏ်ရာနဲ့ပဲသေဆုံးသွားခဲ့ပါတယ်။လမ်းသေဆုံးသွားပြီးတဲ့နောက်လမ်းမဆုံးခင်ပေးထားခဲ့တဲ့ပစ္စည်းကိုလမ်းဖခင်ကဖွင့်ကြည့်ခဲ့ပါတယ်။ဒါဟာလမ်းရဲ့တန်ဖိုးအကြီးဆုံးပစ္စည်းလို့စာထဲမှာတော့သူရေးသားခဲ့ပါတယ်။လမ်းရဲ့ဖခင်ဖွင့်ကြည့်လိုက်တဲ့အခါမှာထိုအရာကမိမိကိုယ်ကိုပြန်မြင်တွေ့နိုင်တဲ့မှန်တစ်ချက်ပဲဖြစ်ပါတယ်ဇလန်းလေးကတော့ဒါပါပဲခင်ဗျာဒီဇလန်းလေးမှာပေးချင်တဲ့အရာကတော့တစ်ခုယူရင်တစ်ခုပြန်လဲပေးဆက်ရမယ်ဆိုတာပါပဲချက်ဝိုင်းမှာငွေတွေနိုင်ခဲ့ပြီမဲ့သားဖြစ်သူကိုတော့ဆုံးရှုံးခဲ့လိုက်ရပါတယ်ရယူခြင်းရှိတဲ့ဆိုရင်ပေးဆက်ခြင်းတစ်ခုရှိရမယ်ဆိုတဲ့စကားလေးကတော့ Bati Wickock ဆိုတဲ့ထိုင်းစကားကောင်းလေးပဲဖြစ်ပါတယ်ပုံမူဖြစ်ပြရှင်တယ်ဆိုရင်တော့ comment မှာကျွန်တော် link လေးတစ်ခုချပေးထားပါမယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်